Kara ကိုအကောင်းဆုံးဂိုးလိန်တာလို့အခုချိန်မှာပြက်ပြက်တတ်တာပြောလို့ရနိုင်ရဲ့လားမကြသေးခင်က MPLPH Season 16ပြီးဆုံးသွားခဲ့ပေမဲ့လည်းဖိလစ်ပိုင်ပြည်သက်တွေကြားမှာမပြီးဆုံးသေးတဲ့ဇလန်းလေးကတော့ OHAP vs Kara ပါဒီနှစ်ယောက်ရဲ့ကန်ဆက်လိုက်ပုံများဂိုးလိန်တာချင်းလည်းတူတယ်ဒါပါထူးဆန်းနေပေါ့နော်ဒါတွေမကသေးဘူးကန်ကလည်းဆက်လိုက်တာမှလीသူတို့စဆော့တဲ့ပွဲဥထွက်ယာဒီကလည်းတူနေတာနှစ်ယောက်လုံးက Season 7 မှာ MPLPH ပြိုင်ပွဲကိုစတင်ထိတွေ့ခဲ့ကြတယ်။စဆော့ချင်းမှာပဲနှစ်ယောက်လုံးက Grand Final ထိကိုတက်ခဲ့တယ်။ဂျားထဲမှာအနားယူခဲ့တဲ့အချိန်တွေရှိလို့ OHAP ကစုစုပေါင်း6ကပဲပါဝင်ခဲ့ပြီးတော့ Kara ကတော့10ကပါ။ဒီတော့ Champion လူပွဲအတွက်သူတို့ရဲ့ထိပ်တိုက်တွေ့ဆုံမှုက Season 7 နဲ့ Season 15 မှာ2ကြိမ်တွေ့ဆုံခဲ့ပါတယ်။အဲ့2ကြိမ်လုံးမှာလည်း OHAP ကအနိုင်ပိုင်းခဲ့ပါတယ်။ဒါပေမဲ့လည်းပရိသတ်တွေအပြင်ကို MMBB လောကကဝါရင် Pro Caster တွေဖြစ်တဲ့သူတွေပေါ့နော်ဥပမာမကိုတောင်မှ OHAP ကိုသူကတောင်းပန်ပြီးတော့ကျွန်တော်တတိယနေရာမှာပဲ OHAP ကိုထည့်ထားပြရစီ Kara ကတော့သူ့အတွက်တော့အခုချိန်ထိက Top 1အကောင်းဆုံးပဲပေါ့အဲ့ဒါဆိုရင်ဘာကြောင့်လဲKara ဆိုတဲ့တဲလက်အပြည့်နဲ့ player တယောက်ကပွဲအများစုမှာသူ့လိန်ကိုသူတောင်းထိန်းနိုင်တယ်အသင်းနှိမ့်ခဲ့သည်ရှိတော့ farming မနှိမ့်အောင်လို့ထွက်ပေါက်ကိုရှာနိုင်တယ်ဒါအပြင်ကိုအောက် play ပြချက်တွေက share ပဲတစ်ဖက်မှာ OHAP အခုချိန်ထိ Kara ကဒုတိယပဲရခဲ့တာများပေမဲ့ champion ဆိုလို့တစ်ခါပဲရဘူးသေးတယ် OHAP ကတော့ champion 9 ကတော့ယူပြီးသွားပြီ back to back champion ကိုလည်းနှစ်ခါကြီးများတာမှာ blacklist international နဲ့ပြီးတော့အခု TLPH နဲ့ပေါ့ OHAP က Kara လောက် individual မသားပေမဲ့လည်းသူလည်း level တစ်ခုမှာတော့ရှိနေတာသိချတယ်ဒါပေမဲ့ Kara နဲ့ရှင်ကြသူအားသာသွားတဲ့တစ်ချက်က teammate တွေနဲ့လက်သွဲညီရကြောင်းလို့ပြောကြပါတယ်ဒါကိုပြောလိုက်လို့ရှိရင် meta မပြောင်းခင်က M2 Burmese ကိုတွားပြီးတော့တတိယမိရယ် OBG အသင်းက individual ကောင်းတဲ့ player ရှိရမှန်ပေမဲ့လည်းအရေးကြီးဆုံးဖြစ်တဲ့ teamwork ကတွားပြီးတော့ကျန်းနေရောဒါကြောင့် rank မတူတာကလည်း individual ကောင်းလို့ရှိရင် rank တက်နိုင်ပေမဲ့လည်း pro life မှာတော့တူကိုဆော့နိုင်တဲ့သူတွေကြီးပဲအဲ့ဒါကြောင့်မလို့အသင်းအချင်းချင်းက chemistry မိနေဖို့ပဲအရေးကြီးရပါယူရိုရောဘယ်လိုထင်လဲ individual ကောင်းလာပါရဲ့ဆိုတော့ Carolo ဂိုးလိန်နာကဘာဖြစ်လို့အောင်မြင်မှုပိုင်းဒီနေရာမှာဆိုရင် achievement champion ရရှိမှုက OHAP ထက်နည်းနေရတာလေအကောင်းဆုံးဆိုတာကိုလူတွေကဘာနဲ့တိုင်းတာနေကြလဲဆိုတာကတော့အခုဒီအဖြေရှာများတဲ့ပု္ပ္ပစာတစ်ပုဒ်လိုပဲပြည်သက်တွေကြားမှာအငင်းပွားနေကြသေးပါပဲအခုဆိုလို့ရှိရင် OHAP က TLPH နဲ့အတူတူ Golden Road ဆိုတဲ့ခရီးလမ်းအောင်တော့မှဆက်ပြီးတော့ရှောက်လန်းနေပါပြီသူနဲ့သူ့အသင်းသားတွေဖြစ်တဲ့ TLPH ရဲ့စုဗီဒိုကြီးကတော့ပြည်စုံတစ်ထပ်ပို့ပြီးပြည်စုံလာတော့မှလားဆိုတာကိုတော့လာမဲ့ SEA Games နဲ့ M7 မှာ TLPH ကိုစောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်ဟူးတကယ်ကိုရင်ခုန်စရာပဲเนาะ Golden Road တာပြည်စုံသွားမယ်ဆိုလို့ရှိရင်ဒါ MLBB တမိုင်းမှာပထမဆုံး Golden Road ကိုဖြည့်ဆည်းနိုင်မဲ့အသင်းအနေနဲ့ TLPH ကမှတ်တမ်းဝင်သွားမှာဖြစ်ပါတယ်ကဲယူရိုရဲ့အထင်မြင်လေးတွေကိုလည်းပြောပြခဲ့လို့ရပါတယ်ဒီနေ့ပါ